ဒီဝိသုဒ္ဓိမကကျမ်းမှာလာရှိတဲ့ဒေါသပယ်နီး7မျိုးကိုစတော်ဘုရားကြီးကသူ့ရဲ့ဝါဒနာအတိုင်းမှတ်သားလွယ်အောင်တူတူကလေးဆောင်ပုဒ်တစ်ပုဒ်နဲ့အရင်စတင်ပြီးတော့ပြောတယ်ဘယ်လိုရေးထားလဲဆိုတော့ဝင်လွှကြံတနာဟောကြားကံစာမတက္ကာနိတင်ဓာတ်ရှင်ပေတောင်ရံညိုးပေါင်းပျောက်ကြောင်း11တဲ့အဲ့ဒီလင်္ကာလေးတစ်ပုဒ်ကိုရလို့ရှိရင်ဦးဇင်းတို့အကျေပြောတာကိုနားထောင်ပြီးတဲ့အခါမှာပိဿပေါင်းတော်ကောင်းတို့ရဲ့စိတ်ထဲမှာဒီနည်း7နည်းကိုတခါတည်းမှတ်မိသွားမှာနော်ဝင်လွှကြံတနာဟောကြားကံစာမတက္ကာနိတင်ဓာတ်ရှင်ပေတောင်ရံညိုးပေါင်းပျောက်ကြောင်း11တဲ့ဒေါသတွေဖြစ်လာပြီအာဃာတတွေဖြစ်လာပြီအမုန်းတွေဖြစ်လာပြီအဲ့ဒါကိုဘလို့မှစိတ်ထဲမှာပြေလည်အောင်ကြည်လင်အောင်မေတ္တာမထားနိုင်ဘူးဆိုတဲ့အခါမျိုးမှာဘာလို့ရမလဲဆိုတော့မေတ္တာဇံဝင်စားရမယ်တဲ့မေတ္တာဇံဝင်စားရမယ်ဆိုတာတော့တရားဓမ္မတို့ဦးဇင်းတို့အနေနဲ့အလံဝေးတာပေါ့ကိုကမေတ္တာကိုဇံရအောင်မှပွားများမထားဘူးပဲကိုဟုတ်လားအဲ့တော့သူကဒီနေရာမှာဆိုလိုတာကမေတ္တာကိုဇံရအောင်ပွားများဖို့ထားတဲ့ပုဂ္ဂိုလ်ဟာတစုံတယောက်သောယံသူရဲ့ပုံမှာမုန်းတီးနေတဲ့ပုဂ္ဂိုလ်ရဲ့ပုံမှာဘလို့မှမေတ္တာဆက်ပြီးတော့ပို့လို့မရတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာတစုံတယောက်ကိုပို့လို့မေတ္တာဇံရခဲ့ဘူးလေအဲ့ဒီတစုံတယောက်ကိုပဲအာယုံပြုပြီးတော့မေတ္တာဇံကိုထက်ကြီးတလဲလဲပွားများရမယ်အဲ့ဒါပြီးတော့မှခုနတုန်းကမုန်းတဲ့လူရဲ့အပေါ်မှာမကျေနပ်နိုင်တဲ့လူရဲ့ပုံမှာမေတ္တာထားကြည့်ရမယ်အဲ့ဒါဆိုရင်လွယ်လွယ်ကူကူမေတ္တာကိုပွားလို့ရသွားမယ်တဲ့အဲ့ဒါကိုဆိုလိုတာမေတ္တာဇံကိုဝင်စားပြီးမှကိုယ့်ရဲ့ဒေါသတွေကိုမေတ္တာပို့လို့မရတဲ့ပုဂ္ဂိုလ်ရဲ့ပုံမှာမေတ္တာပို့ကြည့်မယ်ဆိုရင်မေတ္တာပို့လို့ရနိုင်တယ်လို့ပြောတာအဲ့ဒါကတော့တရားဓမ္မတို့ဦးဇင်းတို့အတွက်သိပြီးတော့လက်တွေ့မကြဘူးပေါ့ကိုမမေတ္တာဇံမရတာကိုဟုတ်ရဲ့လားအေးဒါကြောင့်ဝင်ဆိုတာဘာပြောတာတော့မေတ္တာဇံဝင်စားရမယ်လို့ပြောတာနောက်လွှဆိုတာကတရားဓမ္မတို့ဦးဇင်းတို့တက်သားတွေကိုလွှနဲ့ဖြတ်တယ်ဆိုတာကြားဘူးပါလေနော်အဲ့ဒီမှာဦးဇင်းတို့မေဇိမနိကေမှာကကစုပမသုတ်တံဆိုတာရှိတယ်ကကစုပမဆိုတာကလွှနဲ့ဥပမာပေးပြီးတော့မြတ်စွာဘုရားဟောထားတာရန်သူတွေကကိုယ့်ရဲ့အင်္ဂါကြီးငယ်တွေကိုလွှနဲ့ဖြတ်တောက်ပြစ်အောင်တောင်မှအဲ့ဒီရန်သူတွေရဲ့အပေါ်မှာဒေါသမဖြစ်အောင်ထိရမယ်တကယ်လို့ဒေါသဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ငါဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးရမရောက်ဘူးလို့မြတ်စွာဘုရားဟောထားတဲ့ကကစုပမသုတ်တံဆိုတာရှိတယ်အဲ့ဒီလွှဥပမာနဲ့ဟောထားတဲ့ကကစုပမသုတ်တံတို့လိုမျိုးဒေါသနဲ့ပတ်သက်ပြီးတော့ဟောကြားထားတဲ့သုတ်တံဒေသနာအဆုံးအမတွေကိုအများကြီးစဉ်းစားပြီးတော့ကိုယ့်ရဲ့ဖြစ်ပေါ်နေတဲ့ဒေါသတွေကိုဖြေဖြောင်းနိုင်အောင်ကြိုးစားရမယ်လို့ဆိုလိုတာလွှဆိုတာကဟုတ်ရဲ့လားလွှဒေသနာတွေကိုလွှနဲ့ဥပမာပေးထားတဲ့ဒေသနာအစာထားတခြားသောဒေသနာတွေကိုစဉ်းစားဆင်ခြင်ပြီးတော့ဆိုတော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာဒေါသရဲ့အပြစ်တွေကိုပြောထားတဲ့ဒေသနာတွေကိုကြားဘူးထားဖို့မလိုဘူးလားလိုတယ်ကိုကအစကနဦးကြားမှကြားဘူးမထားဘူးဆိုရင်ဘယ်လိုလုပ်ပြီးတော့ဆင်ခြင်နိုင်မလဲဟုတ်တယ်မို့လားဒါကြောင့်ဦးဇင်းတို့ဒေါသနဲ့ပတ်သက်ပြီးတော့ဟောကြားထားတဲ့ဒေသနာတွေအများကြီးရှိတယ်ဟောဦးဇင်းတို့ရန်သူအကြိုက်လိုက်ကြမှာလားဆိုပြီးတော့ဦးဇင်းတို့ဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်ဒေါသထွက်တဲ့ပုဂ္ဂိုလ်ဟာမုန်းနဲ့ကိုမုန်းနဲ့ရန်သူတွေရဲ့အလိုကိုဖြည့်နေတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့မြတ်စွာဘုရားကဒေါသရဲ့အပြစ်ကိုဟောထားတာအဲ့ဒီလိုသုတ်တံမျိုးကိုလည်းဆင်ခြင်ရမယ်ဆိုပြီးတော့ဒီဝိသုဒ္ဓိမကျမ်းမှာညွှန်ကြားထားတယ်အဲ့ဒါဘာရေးထားတုံးဆိုတော့အယုတ်ဆိုးစေတွေ့စေဆင်းရဲပြက်ကွဲစည်းစိမ်ချွေရန်မှိန်လျက်မိတ်ဆက်ပြက်လက်အပေဖြစ်9ရန်သူကြိုက်ဆိုပြီးတော့ဆိုတော့ဘုရားကြီးကအဲ့ဒီသုတ်တံကိုအဲ့ဒီဆောင်းပုဒ်ကလေးတစ်ပုဒ်ထဲနဲ့ခြုံပြီးအောင်ရေးတာအဲ့ဒါလည်းပဲညောင်လေးပင်တို့ကဆိုတော့ဘုရားကြီးရဲ့လက်ရပဲအယုတ်ဆိုးစေတဲ့ဒေါသဖြစ်လာပြီဆိုရင်အယုတ်ဆိုးသွားမယ်ရုပ်တွေကကြည့်လို့မကောင်းတော့ဘူးအဲ့ဒါဆိုရင်ကိုယ့်ရဲ့မုန်းတဲ့ပုံကိုယ်တွေကကြိုက်လိမ့်မယ်ကိုယ်ရုပ်ကြည်ကြည်လင်းလင်းလေးဖြစ်နေတာကိုသူတို့ကသိကြည့်ရမှာပေါ့ရှူးရှဲရှဲဖြစ်နေတဲ့ရုပ်အစင်းအင်ကအိုးသွားပြီဆိုရင်သူတို့ကသဘောကျမှာပေါ့ဒါဆိုလို့လားအဲ့လိုပဲဒေါသဖြစ်လာရင်အယုတ်ဆိုးမယ်ရန်သူအကြိုက်ဖြစ်သွားပြီအယုတ်ဆိုးစေတွေ့စေဆင်းရဲတဲ့အမျိုးမျိုးသောဆင်းရဲဒုက္ခတွေတွေ့လိမ့်မယ်ဒေါသဖြစ်လာရင်
ပြောမပြူမာတွေဖြစ်ပြီးတော့နောင်တရတရားတွေမျက်ရည်ကြီးငယ်ကြားရတာတွေစိတ်ဆင်းရဲတရားတွေပူလောင်ရတာတွေအများကြီးကိုဆက်ပြီးတော့ဖြစ်နိုင်တယ်တေချာတာကတော့ဒေါသကြီးရင်ကြီးသလောက်ဆင်းရဲဒုက္ခတွေ့လိမ့်မယ်အဲ့ဒီဆင်းရဲနေပြီကိုဆင်းရဲစိတ်ဆင်းရဲဖြစ်နေပြီဆိုလို့ရှိရင်ရန်သူတွေကကြိုက်မှပဲတဲ့ဒါမျိုးတွေကိုစဉ်းစားပြီးတော့ဒေါသကိုဖြေရမယ်လို့ဆိုလိုတာနော်အယုတ်ဆိုးစီတွေ့စီဆင်းရဲပြက်ကွဲစည်းစိမ်နဲ့ကိုယ့်ရဲ့ကြီးမားတဲ့ဒေါသကိုအကြောင်းပြုပြီးတော့ရာဇဝမှုတွေလှုပ်တာမျိုးတစ်ဖက်သားရဲ့ပေါ်မှာစော်ကားတာမျိုးတွေဖြစ်ပြီးတော့စည်းစိမ်ဥစ္စာတွေပျက်စီးသွားတတ်တယ်ဒေါသကြီးလာရင်အဲ့ဒါဆိုရင်ရန်သူတွေကြိုက်တော့မှာပေါ့ဟုတ်လားအယုတ်ဆိုးတွေတွေ့စီဆင်းရဲပြက်ကွဲစည်းစိမ်ချွေရန်မှိန်လျက်နော်အယုတ်ဆိုးစီတွေ့စီဆင်းရဲကိုကြိုးနေ၍ဆိုတာပါပြီကိုကြိုးနေ၍အကျိုးမဲ့တာတွေကိုပဲလုပ်မယ်အကျိုးရှိတာတွေအဲ့ဒီချိန်မှာလောရဲသွားလိမ့်မယ်ဒါဆိုရင်ရန်သူကြိုက်မယ်ပေါ့အယုတ်ဆိုးစီတွေ့စီဆင်းရဲကိုကြိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရန်မှိန်လျက်ကိုချစ်ကြတဲ့အချွေရန်ပေါင်းသင်းနေဒါရှားသွားမယ်နောက်ပြီးတော့မိတ်ဆက်ပြက်လက်ယဉ်နီးရတဲ့ပေါင်းသင်းထားတဲ့သစ္စာရှိကြတဲ့ကောင်းမြတ်တဲ့မိတ်ဆွေတွေပျက်စီးသွားနိုင်တယ်ဟုတ်လားပြီးတော့အပယ်ဖြစ်တယ်သိပြီးတဲ့နောက်မှာအပယ်လေးပါးကိုလည်းကြားတတ်တယ်အဲ့ဒါလိုသုတ်တံမျိုးကိုစဉ်းစားဆင်ခြင်ပြီးတော့လည်းပဲဒါဥစဉ်တို့အမျက်ဒေါသကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်အဲ့ဒါဥစဉ်တို့ဝင်လွှကြံတနာဟောကြားကံစာမတက်ကနိသင်ဓာတ်ရှင်ပေတောင်းရန်ညိုပေါင်းပျောက်ကြောင်းတစ်ဆက်တစ်ဆိုတာကိုတော့မမေ့နဲ့နော်အခုကဝင်ဆိုတာကိုဒါရှင်းပြီးသွားပြီမေတ္တာဇံဝင်စားပြီးတော့ဒေါသကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ဒါကတော့တရားဓမ္မတို့ဦးဇင်းတို့မေတ္တာဇံမရသေးတဲ့ပုဂ္ဂိုလ်တွေအတွက်လက်တွေ့သိပ်ပြီးတော့အသုံးမတည့်လှဘူးပေါ့ဟုတ်ရဲ့လားပြီးတော့ဗာလဲလွှတဲ့လွှဒေသနာများအခုဦးဇင်းတို့ပြောခဲ့တဲ့ဒေသနာများဒေါသနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေါသရဲ့အပြစ်ပြတဲ့ဒေသနာတွေကိုအများကြီးကြားဘူးပြီးတော့ဒါတွေကိုပြန်လှန်ပြီးတော့စဉ်းစားဆင်ခြင်တတ်ရမယ်အဲ့ဒါဆိုရင်ဒေါသပြောင်းနိုင်တယ်အဲ့ဒါကိုလွှလို့ဆိုလိုတာဟုတ်ရဲ့လားဝင်လွှကြံတနာတဲ့ကြံရမယ်တဲ့ဘာကိုကြံရမှာလဲဆိုတော့ကိုမုန်းတဲ့ပုဂ္ဂိုလ်ကိုဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဘလို့မှဖြေမရအောင်မုန်းနေတဲ့ပုဂ္ဂိုလ်ရဲ့ကောင်းကွက်ကိုကြံစီရမယ်တဲ့ကောင်းကွက်ကိုရှာမေတ္တာကိုဟုတ်ရဲ့လားဘယ်လိုလူမျိုးမဆိုဘလောက်ဆိုးပါတယ်ပြောကောင်းတာလေးကတော့အနေနဲ့များကတော့ရှိတတ်တယ်ဒါကကိုကမုန်းလို့တခါတလေကောင်းတာကိုပါမျက်ွယ်ပြုတ်တာကတော့တစ်မျိုးပေါ့လေဘာပဲပြောအဂတိမလိုက်စားပဲနဲ့ဖြောင်းမြောင်းသွားမယ်ဆိုရင်လူတယောက်မှာဆိုတာတွေရှိတယ်လို့ကောင်းတာတွေကမရှိဘူးလားရှိတယ်အဲ့ဒီကောင်းတာတွေကိုကိုကတခါတည်းတွေးဆပြီးတော့ဩဒီနေရာမှာဆိုတာဟိုနေရာမှာတော့ကောင်းတယ်ဟဲ့ကာယကံတာဆိုတာဝစီကံတော့ကောင်းတယ်ဟဲ့ဝစီကံတာဆိုတာစိတ်ထားကတော့ဖြောင့်ရှာတယ်ဟဲ့အစရှိတဲ့ဖြင့်မကောင်းတာတွေကြီးကိုမစင်စားပဲနဲ့ကောင်းတာတွေကိုစဉ်းစားရမယ်အဲ့ဒါကိုကြံလို့ဆိုလိုတာဟုတ်လားဝင်လွှကြံဆိုတာကောင်းကွက်ကိုကြံစီရမယ်လို့ပြောတာသဘောပေါက်တယ်နော်ဦးဇင်းတို့နောက်ပိုင်းမှာအကျေပြောတရားလေးတွေကရှိနေလို့တစ်ခုတစ်ခုကိုအများကြီးပြောဖို့အချိန်မရဘူးဟုတ်လားဝင်လွှကြံတနာတဲ့တနာဆိုတာကကောင်းကွက်ရှာကြည့်တယ်ဘယ်လိုမှကောင်းကွက်ကိုရှာလို့မရဘူးဆိုကြပါစို့တဲ့ဒါကတော့ရှာရှာပါပါနော်ရှိခြင်းလည်းရှိမှာပေါ့လေဟုတ်ရဲ့လားကိုကသိမ့်မုန်းနေတာဆိုတော့တခါလေကောင်းကွက်ကရှာကိုမတွေ့တာလည်းဖြစ်ခြင်းလည်းဖြစ်မှာပေါ့ဟုတ်လားအဲ့လိုမျိုးကောင်းကွက်ကိုရှာလို့မရတော့အောင်တော်တော်ကြီးကိုစိုးနေတဲ့ပုဂ္ဂိုလ်ဆိုရင်တော့တနာတဲ့စိတ်မွေးရမယ်တဲ့ဘယ်လိုတွေးတဲ့အတွေးနဲ့တနာရမှာလဲဆိုတော့မကြခင်ပဲဒီပုဂ္ဂိုလ်ဟာမကောင်းတဲ့ဘဝရောက်ပြီးတော့ဆင်းရဲဒုက္ခအကြီးအကျယ်တွေ့ရှာတော့မယ်ဟုတ်လားပြင်းထန်တဲ့ရာဇဝမှုကိုလွန်ကျူးထားတဲ့ပုဂ္ဂိုလ်ကိုမကြခင်မှာပဲထောင်တန်းကြပြီးတော့တသက်တွင်းကြပြီးတော့သို့မဟုတ်သေသားသေးသေးအပြစ်တွေကိုခံရတော့မယ်ရာဇဝသားတယောက်ကိုမြင်တယ်လို့မျိုးပေါ့သူ့ရဲ့ယုံမှမှုရက်စက်မှုမကောင်းမှုကိုမစင်စားဘဲနဲ့အဲ့ဒီသူ့ရဲ့မကောင်းမှုကြောင့်ရရှိမဲ့အကျိုးတရားကိုလှမ်းစဉ်းစားပြီးတော့ကာလရှိလျားစွာဆင်းရဲရှာတော့မယ်ဆိုတာကိုတွေးလိုက်တယ်ဆိုရင်တနာတဲ့စိတ်ဖြစ်မလာပြီဘူးလားဖြစ်လာတယ်အဲ့ဒါကိုဆိုလိုတာအဲ့ဒီတနာတဲ့စိတ်ဖြစ်လာရင်ခုနတုန်းကဒေါသအာဃာတဆိုတာပျောက်မသွားဘူးလားပျောက်သွားတယ်ဗျဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့ဘယ်နှလုံးရှိသွားပြီဘယ်နှမျိုးရှိသွားပြီတော့၄မျိုးရှိသွားပြီနော်17မျိုးပြောမှာနော်ဝင်လွှကြံတနာကောင်းကွက်ကိုကြံတယ်ကြံလို့မရဘူးဆိုရင်သူ့ရဲ့မကောင်းတာတွေကြောင့်ဒုက္ခရောက်ရှာတော့မယ်လို့စဉ်းစားလိုက်တာတနာတာပေါ့နော်ဝင်လွှကြံတနာဟောကြားကံစာဟောကြားဆိုတာက
ကိုပြန်ပြီးတော့တရားဟောရမယ်သိလားကိုပြန်တရားဟောရမယ်ဆိုတာကလည်းပဲမြတ်စွာဘုရားဟောထားတဲ့ဒေသနာတွေနဲ့အညီဟောရမှာပဲအဲ့ဒါကိုဦးဇင်းတို့ဝိသုဒ္ဓိမဲ့ကျမ်းထဲမှာဂါထာ10ဂါထာနဲ့ပြထားတယ်တော်တော်ကောင်းတယ်ဗျအဲ့ဒါကြတော့ဦးဇင်းတို့အကျေပြောမှဖြစ်မှာဟုတ်လားဒီနေ့တရားကနည်းနည်းလေးရှည်ချင်းရှည်သွားမယ်သို့တော်ကိုယ့်ဘဝအတွက်တကယ်အသုံးချမယ်အသုံးတည့်မယ်တရားတစ်ခုလို့တန်ဖိုးထားပြီးတော့ပိဋကပေါင်းတော်ကောင်းတို့စိတ်ရှိလက်ရှိနာကြရမှာနော်အဲ့ဒါဦးဇင်းတို့ဒီမှာဆောင်းပုဒ်ကလေးကိုကူးလာတယ်ဆိုတော့ဘုရားကြီးကဂါထာတစ်ပုဒ်ကိုတပိုက်နဲ့စုံအောင်ရေးနိုင်တယ်အလွန်ချီးကျူးတဲ့ဦးဇင်းကတော့စိတ်ထဲအံလဲအံ့ဩတယ်ဩကြည်လိုက်တဲ့ညံပေါ့ဟုတ်လားအဲ့ဒီ10ဂါထာနဲ့ကိုဟောမှာနော်စိတ်ပညာဆန်းဆန်းသဘောတရားတွေတောင်ပါတယ်လို့ဦးဇင်းစိတ်ထဲမှာခံစားရတယ်။ပါရေးထားလဲဆိုတော့ကိုယ်စိတ်ကိုဖြက်ဒေါသမဲ့၍မျိုးပြက်မွေးတာပြန်ရုပ်မာနဲ့သူ့မှာလိုပြမိမိကပန်းအမှားလန်းလိုက်ကျွန်၌ကြံရဲခုတ်တလွဲပြက်တစ်ဖက်သက်ညိုပြစ်စေမျိုးပွားတုံငါ၌တာတဲ့ဒီဆောင်ပုဒ်ကလေးကိုဖတ်သွားရင်တော့ဘာမှနားလည်မှာမဟုတ်ဘူး။ကွက်စာကိုဖတ်လိုက်ရတယ်လို့မျိုးပဟိလိစာကိုဖတ်လိုက်ရတယ်လို့မျိုးဖြစ်မှာပေါ့ဟုတ်လားအဲ့ဒါကိုသူကအသေးစိတ်ပြန်ပြီးတော့ရှင်းပြတာဆောင်ပုဒ်ဆိုတာကခေါင်းစဉ်အတူကျုပ်ကလေးတွေစိတ်ထဲမှာသိသိရလွယ်အောင်အုံနောက်ထဲမှာသိသိရလွယ်အောင်မှတ်သားရလွယ်အောင်ရေးပေးတာကိုဟုတ်ရဲ့လားကိုယ်စိတ်ကိုဖြက်တဲ့အဲ့ဒါဘာပြောတာတုံးဆိုတော့ငါမုန်းတဲ့ယန္တုငါကိုမုန်းတဲ့ယန္တုဟာငါရဲ့ရုပ်ပိုင်းဆိုင်ရာကိုပဲဒုက္ခပေးနိုင်တာတကယ်တမ်းကတော့ငါရဲ့စိတ်ကိုထိလိုက်ပြီးတော့သူဒုက္ခမပေးနိုင်ဘူးကိုယ်စိတ်ကိုဒုက္ခပေးတာကိုယ်စိတ်ကိုဆင်းရဲသေးတာဟာအဲ့ဒီကိုယ်စိတ်ကမတွေးတတ်လို့မစဉ်းစားတတ်လို့မထားတတ်လို့သာတကယ်တမ်းကစဉ်းစားဆင်းရဲရတာတစုံတစ်ယောက်သောပုဂ္ဂိုလ်သည်တစုံတစ်ယောက်သောပုဂ္ဂိုလ်ကိုစိတ်ကိုဓာတ်လိုက်ဆင်းရဲအောင်လုပ်လို့မရဘူးကိုကနေတတ်မယ်ဆိုရင် तू ဘလောက်ပဲစိတ်ဆင်းရဲအောင်လုပ်နေတယ်ကိုစိတ်မဆင်းရဲအောင်နေမယ်ဆိုနေလို့ဖြစ်တယ်ဆိုတာကိုပြောတာဟုတ်လားဒါကြောင့်ကိုယ်စိတ်ကိုဖျက်တာဟာ तू များဖျက်တာမဟုတ်ဘူးကိုဖျက်တာအဲ့ဒါဒေါသဖြစ်ပြီဆိုလို့ရှိရင်ကိုယ်စိတ်ကိုကိုဖျက်တာရန်သူကကိုယ့်ရဲ့စိတ်ကိုလာဖျက်လို့မရဘူးဆိုတာကိုနားလည်ပြီးတော့ကိုယ်စိတ်တူရတဲ့စိတ်ပြည့်ရတဲ့အခါမှာကိုကတမန်ငါရှံငါတွေးကြည့်ရင်သူကကိုယ့်ကိုဖျက်ဆီးလို့စိတ်တူအောင်လုပ်လို့ဟုတ်လားကိုယ်စိတ်ကြီးတူရတယ်ဆိုပြီးတော့ပိုးပြီးတော့စိတ်ကသူ့ကိုတိုးသွားတဲ့အပိုင်းနေမရှိဘူးလားအဲ့ဒီအချိန်မှာငါမနေတတ်မထိုင်တတ်လို့ငါမစင်းသားတတ်လို့မတွေးတတ်လို့ငါမထားတတ်လို့ငါစိတ်ဟာပျက်စီးရတာလို့နားလည်မယ်ဆိုရင်သူ့အပေါ်မှာသိပြီးတော့အပြစ်မဖို့တော့ဘူးတကယ်တမ်းကသူဟာငါ့ကိုရုပ်ပိုင်းဆိုင်ရာပဲနှောက်ယှက်နိုင်တယ်နှိပ်စက်နိုင်တယ်စိတ်ပိုင်းဆိုင်ရာကိုသူတကယ်တမ်းကမနှိပ်စက်နိုင်ဘူးကိုညံ့လို့သာလဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကထိခိုက်သွားရတာဒါကိုလက်ခံရလားအေးအဲ့ဒါကိုပြောတာနော်ကိုယ်စိတ်ကိုဖျက်နော်ကိုယ်စိတ်ကိုကိုဖျက်တာအဲ့ဒါကိုစဉ်းစားပြီးတော့ကိုယ်စိတ်ကိုမပျက်စီးအောင်လုပ်မယ်ဆိုရင်မရဘူးလားရတယ်ဒါကြိုးစားဖို့တော့အများကြီးလိုတယ်နော်ရနိုင်ခြေကတော့အပြည့်အဝမရှိဘူးလားရှိတယ်ကိုယ်စိတ်ကိုဖျက်ဒေါသမဲ့၍တဲ့ဒုတိယဒေါသမဲ့၍ဆိုတာကယဟန်တော်တွေကိုသူကဦးစားပေးပြီးတော့ပြောတာကိုဆွေတွေမျိုးတွေချစ်ခင်လှဆိုတော့အပေါင်းအသင်းတွေဆွေတွေမျိုးတွေကိုစွန့်ပြီးတော့ယဟန်ပြုနိုင်ပါလေခင်နဲ့ဒီအင်မတန်ဆိုးရတဲ့ဒုက္ခကိုဖြစ်စေတဲ့ဒေါသကိုဘာကြောင့်မစွန့်နိုင်ရသလဲဒီဒေါသမှာဘာမဲ့เสียရှိလို့ဒီဒေါသကိုခဏခဏထက်ခါဖြစ်စေနေရတာလေလို့ဆုံးမရဒကာကြီးဒီမကြီးများဖောပေါက်တယ်နော်ဒကာဓမ္မတို့ဦးချင်းတို့ဒေါသကိုတိမ့်တိမ့်ထားတယ်ဒေါသကိုထပ်ပြီးတော့ဖြစ်စေတယ်ဒီဒေါသမှာဘာမဲ့เสียရှိလို့ထပ်ပြီးတော့ကိုယ်တန်တမှာဖြစ်စေတယ်လေလို့စဉ်းစားမယ်ဆိုရင်ငါတော်တော်မိုက်တာပဲဆိုတာပေါ်မလာဘူးလားပေါ်လာတယ်ပြောတာဒီသဘာဝကျတယ်နော်ဟုတ်လားအဲ့တော့ကိုယ်စိတ်ကိုကိုဖျက်ဆီးတယ်ဒါပထမအဓိပ္ပာယ်မဖျက်ဆီးနဲ့ပေါ့သူများဖျက်ဆီးလို့မရဘူးကိုယ်စိတ်ကိုဖျက်ဒေါသမက်၍အင်မတန်ဆိုးရတဲ့ဒီဒေါသကြီးကိုမက်မောမနေသင့်ဘူးတွေ့တာမနေသင့်ဘူးစွန့်လိုက်ပါတော့လားဒီပြင်တန်ဖိုးရှိတဲ့အရာတွေကိုတောင်စွန့်နိုင်နေတာဒီမကောင်းတဲ့အရာကြီးကိုဘာလို့သိမ့်ထားလဲဘာလို့ကိုယ်တန်တမှာလက်ခံထားလဲဆိုတဲ့အတွေးမျိုးနဲ့ဒီဒေါသကိုဘာလို့ရမလို့ဖယ်ရှားပြရမယ်စွန့်ပြရမယ်ဒါကိုပြောတာနော်ကိုယ်စိတ်ကိုဖျက်ဒေါသမက်၍မျိုးပြက်မွေးတာတဲ့အဲ့ဒီမျိုးပြက်မွေးတာဆိုတာကဘာပြောတာတုံးဆိုတော့သူတော်ကောင်းတို့ရဲ့မျိုးစေ့ကိုဖျက်ဆီးတာဟာဒေါသပဲတဲ့ဆိုကြပါစို့ဒကာဓမ္မတို့ဦးဇင်းတို့သူတော်ကောင်းမျိုးစေ့ဆိုတာဘာကိုပြောတာတုံးဆိုတော့ဟိရိဩတ္တပတရားနှစ်ပါးကိုပြောတာအရှက်အကြောက်ပေါ့နော်မကောင်းတာလို့ရပြောရတွေးရမှာကိုရှက်တက်တဲ့သဘောမကောင်းတာလို့ရပြောရတွေးရမှာကိုဒါငါ့ကိုအန္တရာယ်ပေးမဲ့အရာလို့နားလည်ပြီးတော့ကြောက်တက်တဲ့သဘောအဲ့ဒါကိုဟိရိဩတ္တပလို့မခေါ်ဘူးလားအဲ့ဒီဟိရိဩတ္တပတရားနှလုံးတည်သူတော်ကောင်းတို့ရဲ့မျိုးစေ့တဲ့မျိုးစေ့ဆိုတော့ကြီးထွားလာမယ်ပေါ့ဗျာဆိုလိုတာက
ဥပမာတွေကအသေးစိတ်ပြောရင်အများကြီးကျေဝန်းမှာနော်အဲ့ဒီသူတော်ကောင်းတို့ရဲ့မျိုးကိုဖျက်ဆီးပြနိုင်တယ်တဲ့ဒီဒေါသကဟုတ်တာပေါ့စိတ်တို့လာပြီစိတ်ဆိုးလာပြီဆိုရင်အရှက်အကြောက်ကမရှိတော့ဘူးရှက်စရာတွေပြောခြင်းပြောတာပဲလှုပ်ခြင်းလှုပ်တာပဲပြီးမှရှက်တာကတက္ကနာပေါ့လေဟုတ်လားကြောက်စရာကောင်းတာတွေကိုလှုပ်မိပြောမိတာမျိုးမရှိဘူးလားရှိတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒေါသဖြစ်ရတာဟာသူတော်ကောင်းရဲ့မျိုးကိုဖျက်ဆီးတဲ့အရာအဲ့ဒီမျိုးပြက်ကိုဘာပြုလို့မွေးထားမလဲလို့ပြောတာကိုစဉ်းစားတာနော်သူတော်ကောင်းမျိုးကိုဖျက်ဆီးမဲ့အင်မတန်ဆိုးတဲ့ဒေါသကိုမွေးမြူမထားသင့်ဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်ရလားအေးကိုယ်စိတ်ကိုဖျက်ဒေါသမဲ့၍မျိုးပြက်မွေးတာပြန်ရုပ်မှနဲ့သူ့မှာလိုပြည့်တယ်ဟောကိုကဒေါသတွေဖြစ်ပြီးတော့မုန်းပြီးတော့စိတ်တွေတိုးပြီးတော့ဆင်းရဲပင်ပန်းနေပြီဆိုရင်ကိုမုန်းတဲ့ပုဂ္ဂိုလ်ကအလိုတွေပြည့်ကုန်ပြီတဲ့ဘာဖြစ်လို့လဲဆိုတော့တခါတလေမှာသူကကိုစိတ်တူအောင်ကိုပြောတာသူစိတ်တူအောင်ပြောလို့ကိုကစိတ်တူလိုက်ပြီဆိုလို့ရှိရင်သူစိတ်တိုင်းကျသွားပြီသူ့အလိုကိုကဖြည့်နေတာဘလောက်နစ်နာတယ်လဲဆိုတာစဉ်းစားကြည့်နော်ဟုတ်ရလားအဲ့ဒါလို့စဉ်းစားတာသူကနော်သူ့မှာလိုပြည့်မိမိကပန်းတဲ့ဟောမိမိကပန်းဆိုတာဘာပြောတာလဲဆိုတော့တခါတလေကိုမုန်းတဲ့လူရဲ့အကြောင်းကိုတွေးပြီးတော့တခါလေးချွေးတွေပါတွေပြန်လာတော့တောင်ရှိတယ်စိတ်တွေပါတွေတိုးပြီးတော့လေတခါတည်းဘယ်နဲ့ညနဲ့ပြောပြလိုက်မယ်လှုပ်ပြလိုက်မယ်တခါတည်းစဉ်းစားပြီးတော့မုန်းပြီးတော့ဒေါသတွေဖြစ်ပြီးတော့တယောက်တည်းရှုပ်နေတာနော်အဲ့ဒီအချိန်မှာကိုမုန်းတဲ့လူကကောင်းကောင်းအိပ်ပျော်ခြင်းလဲအိပ်ပျော်နေမယ်တစုံတယောက်သောပုဂ္ဂိုလ်တွေနဲ့ရေကမောကနဲ့ချမ်းသာသာဖြစ်ခြင်းလဲဖြစ်နေမယ်ကို့မှာတော့ဘာဖြစ်နေတော့ပင်ပန်းနေတယ်တခါလေစဉ်းစားကြည့်အဲ့ဒီကိစ္စကလည်းတော်တော်တန်ဝေကရတဲ့အကောင်းတဲ့ကိစ္စကိုကဒါဒေါသတွေနဲ့မုန်းပြီးတော့တခါတည်းစိတ်တွေပင်ပန်းပြီးတော့နေတာကိုမုန်းတဲ့လူကဟေးလာဝါလေးနဲ့သူချမ်းသာပြီးတော့နေခြင်းနေမယ်ကိုသာလျင်ဘလောက်ဆင်းရဲရတယ်လဲဆိုတာအဖြစ်မပေါ်ဘူးလားဒါကြောင့်ကိုကတခါတလေရန်ညိုးတွေနဲ့မုန်းနေရင်သူကိုဖြစ်စေခြင်းနဲ့အတိုင်းမကောင်းတာတွေကဖြစ်ခြင်းမှဖြစ်မယ်သေချာတာကတော့ဒေါသဖြစ်တဲ့အတွက်ကြောင့်ကို့မှာပင်ပန်းပြီးတော့ဆင်းရဲနေတာကတော့မသေးကြဘူးလားသေကြတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်ရလားအေးသူ့မှာလိုပြည့်မိကပန်းကိုကြတော့ပင်ပန်းတယ်ဒေါသဖြစ်ရတာသူကတော့ပြောရင်လည်းပြောနေမယ်ချမ်းသာခြင်းလည်းချမ်းသာနေမယ်ပေါ့ဟုတ်ရလားပြီးတော့ဘာပြောလို့ဆိုအမှားလန်းလိုက်တယ်အမှားလန်းလိုက်ဆိုတာကကိုယ့်ရဲ့ရန်သူရုပ်မာတဲ့လူကိုမုန်းတဲ့သူဒေါသတွေဖြစ်လို့ကိုကလည်းပြန်ပြီးတော့ဒေါသဖြစ်ရတဲ့အနေအထားကိုအဲ့တော့ဒေါသဖြစ်လို့ကိုကဒေါသဖြစ်ရတယ်ဆိုရင်သူဒေါသဖြစ်တာဟာမကောင်းတဲ့စိတ်တဲ့ဖြစ်ပြီးတော့အဲ့ဒီမကောင်းတဲ့စိတ်ရဲ့အကျိုးပေးတွေကိုရမဲ့အင်မတန်ဆိုးရတဲ့လမ်းကိုသူရှောင်နေတာပိဋကတဲ့ပြောရင်ဒေါသဖြစ်တယ်ဆိုတာငရဲလမ်းဖော်နေတာပဲတကယ်တမ်းကတော့အဲ့ဒါကိုကပြိုင်ပြီးတော့ဒေါသဖြစ်မယ်ဆိုရင်လမ်းမှားတဲ့လူရဲ့နောက်ကိုကထပ်ပြီးတော့လိုက်နေတာသဘောပေါက်တယ်မဟုတ်လား तू လမ်းမားနေတယ်ဆိုတာကိုသိပါလေနဲ့ तू မကောင်းဘူးဆိုတာကိုသိပါလေနဲ့ကိုကလည်းထပ်ပြီးတော့မကောင်းလိုက်တဲ့အခါကျတော့မှားတဲ့လူရဲ့လမ်းစဉ်ကိုပဲကိုကဘာဖြစ်နေတော့လိုက်ရမရောက်ဘူးလားရောက်နေတယ်အဲ့ဒါကိုပြောတာဒါကြောင့်ဒေါသဖြစ်ရတာလမ်းမားကိုလိုက်နေတာလမ်းမားလိုက်တာကတက်တေတာတကမရှိလို့လိုက်တာမဟုတ်ဘူးဒီလမ်းမားကြီးလိုက်ပြီးတော့ဆင်းရဲနေတာကိုမြင်မှလည်းကနေကိုကတခါလဲဒေါသဖြစ်ပြီးတော့ကိုလည်းလမ်းမားလိုက်ပြီးတော့ဆင်းရဲတာဒါမျိုးစဉ်းစားပြီးတော့ဒေါသကိုဖယ်ဖြောက်ရမယ်လို့ပြောတာဟုတ်ရလားအေးအမှားလန်းလိုက်ကျွန်၌ကြံရဲတဲ့ဒါလေးကနည်းနည်းလေးရှင်းပြမှနားလည်မယ်ကျွန်၌ကြံရဲဆိုတာကဘာပြောတာတုံးဆိုတော့ဆိုကြပါစို့ကိုမုန်းတဲ့လူကိုဒေါသဖြစ်တဲ့လူကိုကပြန်ပြီးတော့မုန်းတာဒေါသဖြစ်တာပါပဲများသောအားဖြင့်အဲ့ဒီလိုဖြစ်တဲ့ကိစ္စမှာကိုမုန်းတဲ့လူဖြစ်တဲ့လူဟာဘာကြောင့်ကိုမုန်းတယ်လဲဘာကြောင့်ကိုဒေါသဖြစ်တယ်လဲကိုမှ तू မုန်းเสียကို तू ဒေါသဖြစ်เสียအပြစ်တစ်ခုရှိလို့အဲ့ဒီအပြစ်ကိုလက်ဆုပ်လက်ကင်ပြုတ်ပြီးတော့အဲ့ဒီလူကကိုမုန်းတာပြီးတယ်ကိုက6ပြစ်กินတလဲစဉ်စင်ကြယ်တန့်ရှင်းတယ်မုန်းเสียမကောင်းဘူးဆိုရင်အဲ့ဒီလူကမုန်းမလားမုန်းဘူးအဲ့တော့တစ်ဖက်လူကကိုဒေါသတွေဖြစ်တယ်မုန်းတယ်ဆိုတာအရင်စစ်လိုက်လို့ရှိရင်ကိုမှ तू မုန်းเสียအပြစ်ရှိနေလို့ तू မုန်းတာဒါမကွယ်မဝဲနားလည်ဖို့လိုတယ်နော်အဲ့ဒီနေရာမှာစဉ်းစားရမယ်ဒီလူဟာငါရဲ့အပြစ်ကိုလက်ဆုပ်လက်ကင်ပြုတ်ပြီးတော့ तू မုန်းရှာတာတကယ်တမ်းကတော့ငါအပြစ်ခိုင်းတဲ့အတိုင်းလုပ်ရတဲ့ငါအပြစ်ရဲ့ကျွန်တယောက်ပဲတဲ့ပြောပုံကလေးနော်ကို့အပြစ်ကကိုင်းမင်းမုန်းလိုက်ဆိုလို့သူခမရကို့ကိုဘာလုပ်ရတာတော့မုန်းရတာဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာကို့အပြစ်ရဲ့ကျွန်အဲ့ဒီတော့ကျွန်ကိုသွားပြီးတော့တိုက်ခိုက်မနေနဲ့မူရင်းကိုတိုက်ခိုက်ဆိုလိုတာက
ကို့မှာသာလျှင် तू မုန်းတဲ့အထောက်ထားပြုတ်ပြီးတော့မုန်းနေတဲ့အဲ့ဒီအပြစ်မျိုးမရှိအောင်သာလုပ်လိုက်အဲ့ဒါဆို तू မုန်းစရာအကြောင်းမရှိတော့ဒါကြောင့်ကျွန်ကိုမတိုက်ခိုက်နဲ့ तू အားကိုအားပြုတ်ပြီးတော့မုန်းနေတဲ့ကိုယ့်ရဲ့အပြစ်ကိုသာလျှင်မရှိအောင်လုပ်လိုက်သဘောပေါက်လားသဘောပေါက်မယ်ထင်ပါတယ်နော်ဒကာကြီးမိုင်များဟုတ်ရလားဒါကြောင့် तू ဘာကြောင့်မုန်းတယ်လဲငါမှအပြစ်ရှိလို့မုန်းတယ်ငါအပြစ်ခိုင်းတဲ့အတိုင်း तू မုန်းရရှာတယ်တကယ်တမ်းကတော့ तू ဟာငါအပြစ်ရဲ့ကြေးကြော်ဒါကြောင့်ကျွန်ကိုငါသိပ်ပြီးတော့ဂယုမဆိုင်ဘူး तू အားကိုအားပြုတ်နေတဲ့ငါရဲ့အပြစ်ကိုသာလည်းငါမရှိအောင်လုပ်လိုက်မယ်အဲ့ဒါဆိုရင် तू မုန်းစရာအကြောင်းမရှိတော့ဘူးကောင်းအောင်နေလိုက်လို့ရှိရင် तू ကိုမုန်းလို့ရသေးသလားမရတော့ဘူးဒါကြောင့်ကျွန်မှာသိပ်ပြီးတော့မစင်သားနဲ့မူရင်းကိုပဲပယ်ဖြောင်းနိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကျွန်၌ကြံရဲဆိုတာဒါကိုပြောတာဟုတ်ရဲ့လားအေးပြီးတော့ဘာပြောတုံဆိုတော့ခုတ်တလွဲပြက်ခုတ်ရတစ်ပါးရှာရတစ်ပါးဆိုတာကြားဘူးတယ်မို့လားအဲ့ဒါဘာပြောတာတုံးဆိုတော့ခုတ်တလွဲပြက်ဆိုတာကိုမုန်းတဲ့လူဆိုကြပါစို့ကိုမုန်းတဲ့လူကကိုကိုမနေ့တုန်းကဘလူညာလူပြောလိုက်လို့ဓမ္မမို့အရင်တုန်းကဘာတွေညာတွေလှုပ်ခဲ့လို့ကိုပေါ်မှာဆိုးဆိုးဝါးဝါရုပ်ရုပ်မာမာမကောင်းတရားလှုပ်ခဲ့ပြောခဲ့လို့ကိုမုန်းရတာအဲ့ဒီတော့ကိုမုန်းနေတဲ့အချိန်မှာကိုမကောင်းတာတွေလှုပ်ခဲ့တဲ့ရုပ်တွေနံတွေကမရှိတော့ဘူးတဲ့အခု तू ဖြစ်နေတာကရုပ်အသစ်နံအသစ်နဲ့ဖြစ်နေတာဒါကတော့ तू ကဝိပဿနာဉာဏ်ကိုတော်တော်ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေမှာနားလည်လက်ခံသဘောပေါက်ဖို့ရှင်းလိမ့်မယ်သိရလားဆိုလိုတာကအခုလောလောဆယ်သူ့ရဲ့ယုံနံဒီကိုစော်ကားခဲ့တဲ့ယုံနံမဟုတ်တော့ဘူးလို့ပြောတာဒါကြောင့်အခုချိန်မှာသူ့ကိုသွားမုန်းနေလို့ရှိရင်ဆံကိုမမိဖွဲကိုမိတဲ့ခုတ်ရတစ်ပါးရှာရတစ်ပါးခုတ်တလွဲပြက်ဆိုတာအဲ့ဒါကိုပြောတာသဘောပေါက်ရဲ့လားဆိုကြပါစို့စောတော်တုန်းကမှကိုဆဲလိုက်တယ်အခုမုန်းမယ်ဆိုရင်ဆဲတဲ့လူကိုမုန်းရမရောက်တော့ဘူးဒါပေမဲ့ဒါကပထမစကားပြောနေတာနော်တကယ်ကြီးမှများဒီလူကတော့ဒီလူပေါ့သို့တော့ယုတ်တဏ္ဍတ်အရာပြောမယ်ဆိုလို့ရှိရင်ကိုစောစောတုန်းကဆဲခဲ့တဲ့ယုတ်တဏ္ဍတ်တွေဟာအကုန်ချုပ်ငိမ့်သွားပြီမို့လားနောက်ထပ်သူဟာအသစ်တော့ယုတ်နံနဲ့ဆက်ပြီးတော့အသစ်ရှင်တယ်လို့ပြောလို့မရဘူးလားရတယ်အဲ့တော့ကိုမုန်းနေတဲ့ယုတ်နံဟာကိုစော်ကားတဲ့ယုတ်နံမဟုတ်တော့ဘူးတဲ့ဒီအချက်ကတော့ပိဿပေါင်းသူတော်ကောင်းတို့သဘောကျဖို့အတွက်ဉာဏ်ကြီးဖို့တော့လိုမယ်ပေါ့ဟုတ်ရဲ့လားအဲ့ဒါကိုစတော်ကြီးကခုတ်တလွဲပြက်လို့အตาကလေးအနှစ်ထုတ်ထားတာဟုတ်ရဲ့လားနားလေတယ်နော်ဒါကြောင့်ငါမုန်းနေတာဟာငါ့ကိုစော်ကားခဲ့တဲ့ယုံနဲ့နေမဟုတ်တော့ဘူးလို့အဲ့ဒီတစ်ချက်စဉ်းစားပြီးတော့လည်းပဲဒေါသကိုဖြောင်းနိုင်အောင်ကြိုးစားရမယ်နောက်တစ်ချက်ဘာပြောတုံဆိုတော့တစ်ဖက်သက်ညိုးတဲ့တစ်ဖက်သက်မညိုးပါနဲ့တဲ့ဒီအချက်လေးကတော့ဦးဇင်းကအလွန်ပြောခြင်းတယ်ဘာဖြစ်လို့လဲဆိုကြပါစို့စိတ်တို့ရတယ်မုန်းရတယ်ဒေါသတွေဖြစ်ရတယ်ဆိုတာဒကာဓမ္မတို့ဦးဇင်းတို့ကတခါလေးစဉ်းစားတာတင်းညောင်းငါစိတ်တို့ရတာအဲ့လိုတွေးလေမုန်းလေပဲဟုတ်ရဲ့လားအဲ့လိုတွေးလေဒေါသတွေဖြစ်လေပဲအဲ့တော့ဘယ်လိုစဉ်းစားရမလဲဆိုတော့တမာတမတ်ကြစဉ်းစားရမယ်သဘာဝကြစဉ်းစားရမယ်တစ်ဖက်သက်ကြီးမပြောပါနဲ့ကို့မှာလည်းတာဝန်မကင်းပါဘူးတဲ့ဟုတ်လားမိကကြောင့်နဲ့မိကနဲ့ခတ်ကြတဲ့အခါမှာမီးဆိုတာပွင့်လာတယ်တခုတည်းနဲ့မီးဆိုတာမဖြစ်ဘူးဟုတ်ရဲ့လားအဲ့ဒီတော့ဆိုကြပါစို့ကိုသူကမဟုတ်တာလုပ်လို့နှိပ်စက်လို့ဟုတ်လားညှင်းဆဲလို့သို့မဟုတ်မကောင်းတရားပြုလို့ကိုဒေါသဖြစ်တယ်ဆိုရင်ကိုဆိုတဲ့ဒီကိုကြီးရှိနေလို့သူကကိုမကောင်းတာလုပ်လို့ဖြစ်တာကိုသဘောပေါက်ရလားဒီအချက်ကိုတကယ်လို့သာကိုဆိုတာမရှိရင်သူကကိုမကောင်းတာလုပ်လို့ရမလားအဲ့တော့ဒီမှာ तू မကောင်းတာလုပ်လို့ကိုစိတ်တို့ရတယ်ဆိုတဲ့ကိစ္စမှာ तू တယောက်တည်းသာရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စဖြစ်เสียအကြောင်းမရှိဘူးလို့ဆိုလိုတာအဲ့တော့ဆိုလိုတာကလောကကြီးမှာဘယ်အရာမျိုးမဆိုကိုယ့်ရဲ့ပါဝင်ပတ်သက်မှုဟာရှိနေတယ်ဒါကအလွန်ဆုံးပါဝင်ပတ်သက်မှုဘယ်လိုမှမကင်းနိုင်တဲ့ပါဝင်ပတ်သက်မှုပေါ့တခါတလေဓာတ်ထက်အများကြီးပါဝင်ပတ်သက်ပါတယ်စိတ်တို့စရာကိစ္စတွေမှာကိုကသွားပြီးတော့ပြောမိတာမျိုးကိုကသွားပြီးတော့လုပ်မိတာမျိုးဟုတ်လားကိုကသွားပြီးတော့စွတ်ဖက်မိတာမျိုးအဲ့ဒီမှာဟိုကပြန်ပြောလိုက်တာမျိုးအဲ့ဒီမှာကိုနဲ့သူနဲ့နှစ်ဦးသားပေါင်းမိပြီးတော့စိတ်တို့စရာကိစ္စတွေဟာဖြစ်လာတာဒါကြောင့်ဒီစိတ်တို့ရတဲ့ကိစ္စကြီးမှာသူ့တယောက်တည်းကိုသာတစ်ဖက်ကိုသာကွက်ပြီးတော့မုန်းမယ်ဆိုရင်ဒါတစ်ဖက်သက်ဆန်းတယ်လို့ဒါကိုပြောတာအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့ဒီနေရာမှာဟိုဦးဇင်းတို့ဥဒ္ဒံပါဠိတော်မှာလာတဲ့စကားလေးနဲ့နည်းနည်းတွဲပြီးတော့နားလည်ဖို့လိုမယ်လောကကြီးမှာဆင်းရဲတာတွေအဆင်မပြေတာတွေဒုက္ခတွေတွေ့လာလို့ရှိရင်သူ့ကြောင့်ကိုယ့်ကြောင့်ဆိုတဲ့အတွေးတွေထက်ဩဒီခန္ဓာကြီးရှိနေလို့ဒုက္ခဆိုတာဖြစ်ရတာကိုလို့အဲ့ဒီအခြေခံကြတဲ့အဓိကချက်ကိုစဉ်းစားမိဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားဟောထားတာရှိတယ်ဟုတ်ရဲ့လားအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့တစ်ဖက်သက်တည်းစဉ်းစားမယ်ဆိုရင်တော့ဘာဖြစ်လာမလို့ဒေါသတွေဖြစ်လာလိမ့်မယ်ဟုတ်ရဲ့လား
ဒါကြောင့်ငါမှလည်းတာဝန်မကင်းဘူးဆိုတာကိုအမှန်တိုင်းနားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါဟောကြားဆိုတာအဲ့ဒီတရား10ပုဒ်နဲ့ကိုယ့်ကိုယ်ဟောရမယ်ဟုတ်ရလားပြန်ပြောမယ်နော်ကိုယ်စိတ်ကိုဖြက်ဒေါသမဲ့၍မျိုးပြက်မွေးတာပြန်ယုံမှနှင့်သူ့မှာလိုပြမိမိကပအမှားလန်းလိုက်ကျွန်၌ကြံရဲခုတ်တလွဲပြက်တစ်ဖက်သက်ညိုပြစ်ဆယ်မျိုးပွားတုံးကား၌သာ